အားလုံးပဲမင်္ဂလာပါဗျာเนาะဒီမှာဖိုးဝီအမြင့်ကိုဖွေးပြလူဈေးလေးနဲ့ရမယ်ကျွန်တော်ဈေးနှုန်းလေးပါတစ်ခါလေးပြောပေးမယ်ကားရဲ့ connection လေးတွေတစ်ချက်ကျွန်တော်ပြောပြမယ်ကားလုံးဝ share လေးပါเนาะလုံးဝအကျိုးမထွတ်ပါဗျာလုံးဝအကျိုးမထွတ် model နဲ့မလိုက်အောင်ကိုတကယ်ကောင်းတာပါเนาะကျွန်တော်ရိုက်ပြပေးမယ်ဒီမှာကြည့်လိုက်ဒီကျွန်တော်တို့ဖိုးဝီတွေမှာဆိုလို့ရှိရင်ဒီတကယ်ဝင် sport တွေကပျောက်တဲ့ကများတယ်ပေါ့เนาะနောက်ပြီးဖရိန်ဆွေးတာပြတ်တာဖြစ်တဲ့ကများတယ်ပေါ့เนาะဒါသူတို့ဒီဖိုးဝီကားတွေမှာဖြစ်လိဖြစ်တာရှိရပါเนาะဒီကောင်တွေကသူ off road ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတကယ်ဝင် sport တွေပါပျောက်တာများတယ်ကားမောက်ထားတဲ့ကားတွေတိုက်ထားတဲ့ကားတွေပြီးတော့ frame ဆွေးတဲ့ကားတွေများတယ်ပေါ့နော်ဒါပေမဲ့ဒီကားလေးကတော့တော်တော်ကိုကောင်းပါတယ်နော်ဒီမှာတကယ်ဝင် sport လေးတွေဆိုလို့ရှိရင်သူ့ရဲ့ original စေးသား original sport အတိုင်းပဲပေါ့နော်နောက်ပြီးတော့သူ့ရဲ့ frame နော် frame ဆိုလို့ရှိရင်လည်းဆွေးတာပြတ်တာလုံးဝမရှိဘူးပေါ့နော်frame ဆိုလို့ရှိရင်လည်းလုံးဝဆွေးတာပြတ်တာမရှိဘူးပေါ့နော် frame ဆိုလို့ရှိရင်လည်းလုံးဝအလန်းပေါ့နော်ကျွန်တော်တို့ဒီအင်ဂျင်ကန်ဆိုရင်လည်းကျွန်တော်တစ်ချက်ပြပေးမယ်เนาะကျွန်တော်တို့ဒီပါဂျန်ဘောနက်အဖြုတ်တက်လုံးဝမပါပါဘူးเนาะအင်ဂျင် CEO အစိမ်လည်းမရှိဘူးပေါ့เนาะအင်ဂျင် label marker တွေနောက်ပြီးတစ်ခုကကျွန်တော်တို့ဒီရီတိုင်ဂီတန်းအရှိရရီတိုင်ဂီတန်း label marker တွေကအစအကုန်ကြံမယ်ပေါ့เนาะပြောရမယ်ဆိုဒီကားလေးကတကယ်သုံးမဲ့သူလက်ထဲရောက်သွားရင်เนาะတကယ် special ကိုတန်တဲ့ကားလေးတစ်စီးပါကျွန်တော်ဈေးနှုန်းကလည်းတစ်ချက်ခါလေးပြောပေးမယ်เนาะဒီမှာပါဂျန်ဖြုတ်တက်မရှိဘူးเนาะဒီမှာကျွန်တော်တနေရာချင်းရိုက်ပြတာပါဂျန်ဖြုတ်တက်လုံးဝမရှိပါဘူးเนาะတပြောင်းပြောင်းပဲပြပါဂျန်ဘောနက်ကလေးတွေကတော့เนาะဒီမှာဘောနက်ဆိုရင်လည်းဖြုတ်တက်မရှိဘူးပေါ့เนาะကားလေးတော်တော်ကောင်းပါတယ်ဂျိုင်းကြားလေးဆိုရင်လည်းသူ့ရဲ့ original shape original sport တွေတိုင်းပါပဲเนาะမကြည့်လိုက်เนาะတကယ်ကိုတန်ပါတယ်ဗျเนาะ980ကိုအ short တင်းညီနိုင်လုပ်ပေးမယ်เนาะကားလေးတကယ်ကိုကောင်းပါတယ်ဘယ်ကလာကားမကောင်းရင်လမ်းစေးပြန်ပေးပါမယ်ကျွန်တော်ကတော့ကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးတခါလေးပြောရတယ်ဒီမှာကြည့်လိုက်เนาะသူ့ရဲ့ label လေးတွေကအကုန်ကြံသေးတယ်เนาะအင်ဂျင်ကန်အော်ဈေးကြံသေးတယ်ပေါ့เนาะပြောချင်တာတော့ဒီကားတွေဆိုတာကတော်တော်များများစုပ်တာများတယ်ပေါ့เนาะရှိတယ်ဒီလိုကားမျိုးကို400ကျော်ကျော်နဲ့လည်းရှိပါတယ်ဒါပေမဲ့ဒီကားလေးကကားကောင်းလို့ဈေးလေးနည်းနည်းပိုသွားတာပေါ့เนาะ980ကိုကျွန်တော် short တင်းညီနိုင်လုပ်ပေးပါမယ်เนาะတကယ်ဝယ်မဲ့သူတကယ်တက်ဆိုင်ဆိုလို့ရှိရင်အဆင်ပြေအောင်လုပ်ပေးမယ်ကားလာကြည့်တဲ့အတွက်လည်းပေါ့เนาะဘယ်ကလာကြည့်ကားမကောင်းရင်ကျွန်တော်ကလမ်းစရိတ်ပြန်ပေးမယ်ဘယ်မျိုးကနေဘယ်လိုပဲလာပေါ့เนาะကားကောင်းဖို့အတွက်ကျွန်တော်တာဝန်ယူပါတယ်เนาะကောင်နေဆိုရင်လည်းသူ့ရဲ့တပြောင်းပြောင်းပေါ့နော်ဒီကောင်ဒီတခါလေးဆိုလည်းတပြောင်းပြောင်းပဲနော်လုံးဝပါချမ်းနေဆိုလည်းတပြောင်းပြောင်းပါပဲနော်ဒီနေရာလေးတော့စီးလေးနည်းနည်းပါပါတယ်ဗျအဲ့နေရာလေးတော့နော်ဘယ်ညာနှစ်ဖက်ပါတယ်နော်အဲ့နေရာလေးစီးလေးနည်းနည်းပါပါတယ်ဒီကောင်လေးတွေတော့တပြောင်းပြောင်းပဲနော်အောက်ပိုင်းနေဆိုလို့ရှိရင်လည်းသူ့ရဲ့ကရောင်းတွေပါလေးပဲမာကာရီရဲ့စအကုန်ကြံအောင်ပဲနော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ပရိုဖိုင်မှာဖုန်းနံပါတ်ကလေးတင်ထားပါရနော်စိတ်ဝင်စားရင်ဖုန်းဆက်လိုက်ပါနော်ကားလေးတော်တော်ကောင်းတယ်